အားလုံးပဲမင်္ဂလာခင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်တို့မနစ်ကပါเนาะ6လပိုင်းလောက်တော့ကParliament ဒေချန်ကင်လို့ခေါ်တဲ့ဒီမှာလို့ပြောရတော့ဒေသနာပေါင်း8400ရှိတယ်ပေါ့เนาะဒီတွားကြတော့ကျန်းစာတွေကိုဗမာရေးရလဲဆိုရင်တက်တာပေါ်မှာထွင်ထူလာတဲ့ Hair Insa လို့ခေါ်တဲ့ကျွန်တော်တို့ဟိုတောင်ထိပ်ပေါ်မှာရှိတဲ့ဖုံးချောင်းကိုတွားလေတော့ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီနေရာဒါကကြတော့ဒီဝင်ပေါက်မှာတွေ့ရတဲ့လောကပါလာဆောင်2မိန်4ပါဆိုတဲ့အထိပဲရတယ်ပေါ့နော်ဒီဒေသနာပေါင်း8400ဆိုတဲ့အကြောင်းလေးရပေါ့နော်ကိုရင်ကဒီကိုရီးယားနိုင်ငံရေးပေါ့နော်ကိုပေါ့နော်မွန်ဂိုလီးယားဝင်ရောက်ပြီးကျူးကျော်တဲ့အချိန်မှာပေါ့နော်ဒီတက်တာပေါ်မှာရေးထားတယ်ပေါ့နော်ဒီဖျားစာတွေပေါ့နော်ဖုန်းကြီးကဒီမွန်ဂိုလီးယားဖြစ်စီမှုကနေကာကွယ်ဖို့အတွက်အမြင့်ဆုံးတောင်ထိပ်ပေါ်ကိုယူပြီးတော့ပြေးကြတယ်ပေါ့နော်သူတို့အဲ့အချိန်မှာဒီမွန်ဂိုလီးယားရန်ကနေပြီးတော့လွတ်မြောက်ဖို့အတွက်ဖုန်းကြီးကဒီဖျားစရာတွေရွတ်ဖက်ပြီးတော့ဆူတောင်းခဲ့ကြတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ထုံးစံအရာပေါ့နော်ဒီဘောရင်းညောင်မျိုးလိုပုံစံမျိုးတွေ့ရမယ်ဒါကြတော့အပေါ်မှာသူတို့မဟာယနာရဲ့ဖျားဝတ်ပြုတဲ့ဖုန်းကြီးရှိတဲ့အဆောင်ပေါ့နော်အဲ့ဒီကကျွန်တော်တို့တွားခဲ့တဲ့အခါမှာနေရာဒီလည်းဖြစ်တယ်ပြည့်ရလည်းဖြစ်တဲ့ကြောင့်မို့လို့လူတော်တော်များများဗုဒ္ဓဘာသာဝင်တွေဖျားလာရောက်ရှိခိုးနေတွေ့ရတယ်ဒါကတော့နောက်ထပ်တစ်ဆင့်ပေါ့နော်ထပ်တက်ကြတဲ့ဖုံးကြရဲ့အဝင်ပေါက်ဖြစ်ပါတယ်သူကအနည်းဆုံးတော့သူအဲ့နေရာရောက်ဖို့အတွက်3ဆင့်လောက်တက်ကြတယ်ပေါ့နော်အဲ့ဒီကျောင်းတရှိတဲ့နေရာရောက်ဖို့လေတော်တော်များများတွားရတယ်လို့နောက်ထပ်အဲ့ဒီကျန်းစာတွေထားတဲ့နေရာကိုလေလူတိုင်းဝင်လို့မရပါဘူးသူက UNESCO ကအတိမတ်ပြရတဲ့ကမ္ဘာအမွေအနှစ်စီးရင်ဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတိုင်းကိုဝင်မပေးပါဘူးသူကဒီအပြင်ကနေတော့လှမ်းကြည့်လို့ရတယ်အဲ့ဒီကျန်းစာဒီရဲ့ကျန်းစာတွေရဲ့ train to ရတဲ့တက်တာချက်တရားပေါ့နော်တိတိကျကျဟိုရင်ကဤပညာနဲ့လေဝင်လေတော့ကောင်းအစိုးတက်တွေခံအောင်လို့တိစောက်ထားတဲ့အဆောက်အဦဖြစ်ပါတယ်ကျွန်တော်ဒီတိုင်းပဲအပြင်ကနေပဲလီလာခွင့်ရခဲ့တယ်ဒါကတော့ကျွန်တော်တို့တွားကြည့်ထုံးကရိုက်ခဲ့တဲ့ပနာမဗီဒီယိုလေးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေလည်းရှိသေးတယ်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုပေးပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဒါလေးကကြတော့ကျွန်တော်တို့ဒီသူတို့ရဲ့ပေါ့နော်ဒီဗုဒ္ဓဘာသာရဲ့ပေါ့နော်ထုံတန်းဒလီယာပေါ့နော်အပေါ်မှာမိဘုံလေးတွေကိုချိတ်ဆွဲပြီးတော့အလှဆင်ထားတဲ့နေရာလေးတွေပါဒါကကြတော့ဖုန်းတစ်ပါးကသူကဒီပေါ့နော်ကျန်းစာပေါ့ဖျားစာယူဆိုရင်လည်းသူကမောင်းတီးတဲ့ပုံစံလေးပေါ့နော်ဒီအကြောင်းအရာတော့ဟိုကျွန်တော်တို့လည်းအလုံးနားရဲ့ပေါ့နော်ခမန်းကလေးသွားတဲ့အတွက်ကြောင့်မို့လို့အသေးစိတ်ကြတော့မသိနိုင်ဘူးပြောပြီးကျွန်တော်တို့လိုက်ပို့ပြီးတယ်ကိုရီးယားဦးလေးရလည်းသူကို၌ကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးသူကကြတော့ဒီပေါ့နော်ချွန်းဂျူကျူဆိုတဲ့ဒီကက်သလစ်ဘာသာဝင်တယောက်ဖြစ်တယ်ဒါပေမဲ့သူကကျွန်တော်တို့ခင်းတဲ့အတွက်ကြောင့်မို့လို့သူကနေလိုက်ပို့ပြီးလို့ကျွန်တော်ဒီလောက်ဝေးလည်တဲ့ခီကိုရောက်ခဲ့ကြတာပါ